မြမသမိုင်းပညာရှင်တွေမျက်ခုံးလှုပ်ခဲ့ရတဲ့ပြဓာလင်းကူကတော့မြမသမိုင်းပညာရှင်တွေတောင်မျက်ခုံးလှုပ်ခဲ့ရတဲ့ပြဓာလင်းကူပဲဖြစ်ပါတယ်မြမအစတကောင်းကဆိုပြီးနှစ်ပေါင်းထောင်ချီအထိသမိုင်းကိုဇင်းမြစ်လိုက်နိုင်ခဲ့ပေမဲ့လေပြဓာလင်းကူကတော့အဲ့ဒီသမိုင်းတွေတက်ကိုရှေ့စောပြီးရှေးခေတ်ကလေးကကြောက်ခေတ်လူသားတွေအခြေချနေထိုင်ခဲ့တဲ့ကူရဲ့လို့မှတ်တမ်းတင်ခံထားရပါတယ်သမိုင်းပညာရှင်ဒေါက်တာတန်းထွန်းရဲ့အဆိုအရပင်လယ်ရေမျက်နှာပြင်ရဲ့ပေပေါင်း1000အနက်မှာရှိတဲ့ပတက်ကောင်ထောင်းနေသလိုလိုခက်မြင့်မြင့်ခက်မော့မော့ရှိနေတာကြောင့်ပတက်လိုင်းလို့ခေါ်ရကနေပြဓာလင်းကူလို့ရွှေ့ပြောင်းခေါ်ဝေါ်ခဲ့ကြောင်းရှေးအခါခြေသလုံးအိမ်တိုင်းကြောက်ခေလူသားတွေအခြေချနေထိုင်ခဲ့ကြောင်းမြမကုံဆောင်တဲ့တဘာဝအလှတရားများစွာရှိကြောင်းသိရပါတယ်။အခြားသုံးသက်ချက်အရလည်းဟိုခေတ်အခါတုန်းကကြောက်ကူအတွင်းမှာရှိတဲ့ကြောက်ဆက်ပန်းဆွဲတွေကြောက်ဆက်မုံမျော်တွေဟာဖော့စဖောရတ်ဓာတ်ကြောင့်လင်းလက်တောက်ပနေတဲ့အတွက်ပြဓာလင်းကူလို့ခေါ်ခဲ့ကြောင်းကြားရပြန်ပါတယ်။ဒီကူကြီးကိုတွေ့ရှိပုံကလည်းစမ်းကြယ်ပြီး1968ခုနှစ်လောက်ကရွာငယ်ညောင်ချက်ရွာကနွားကျောင်းသားကလေးငယ်2ယောက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့1969မှာတစ်ကြိမ်2009ခုနှစ်ဇန်နဝါရီလမှာတစ်ကြိမ်စုစုပေါင်း2ကြိမ်ယဉ်ကျေးမှုဝင်ကြီးဌာနကတူးဖော်သူတေသနာပြုလုပ်ခဲ့တဲ့အခါမှာတော့ကြောက်လက်နဲ့ကောင်းတဲ့ကျိုးနေတဲ့လက်နက်ပစ္စည်းစုစုပေါင်း2000ကျော်ပြိဿံအယိုးပိုင်းစာတွေမီးသွေးတွေမြေနီခဲတွေအယိုးတွေအိုးချမ်းပဲ့တွေကိုတူးဖော်တွေ့ရှိခဲ့ပါတယ်။အဲ့ဒါအပြင်ဂူအတွင်းမှာနေရန်စေးရေးပကြီးတွေကြောက်ဆက်ပန်းဆွဲတွေနဲ့ကြောက်ဆက်မိုးမျော်တွေကိုလည်းတွေ့မြင်ရပါတယ်။ပုံတွေဟာဆေးရောင်သာမြင်ရတော့ပြီးထုံးရည်တွေကြားရောက်ပြီးထိမ့်သိမ်းဆောင်ရှောက်မှုအားနေတာကတကြောင်နဲ့တဘာဝတန်တွေကြောင့်ထင်းထင်းရှားရှားမတွေ့ရပဲဖြစ်နေပေမလဲသားကောင်တွေပုံတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ဝန်းကျင်ကရှိခဲ့တဲ့သားကောင်တွေဖြစ်ကြောင်းမှန်းဆနိုင်ခဲ့ပြီးအဲ့ဒီနိုင်ရန်စေးရည်တွေရဲ့အယောင်ဆက်တာပညာအယောင်အနုအယင်ခွဲကရေးဆွဲထားတာတွေကိုကြည့်ချင်းအပြင်ကြောက်ခေလူသားတို့ရဲ့ပုံဆွဲပညာဟာအဲ့ဒီကာလကလေးကထူးချွန်နေပြီဖြစ်ကြောင်းသိရပါတယ်။နယူးဇီလန်နိုင်ငံနျူကလ িয়ার သုတေသနဗိမာန်ကကာဗွန်ဆိုးလိပ်စမ်းသပ်ချက်အရလဲပြဓာလင်းကူဒေတာအတွင်းမှာတွေ့ရှိရတဲ့မီးသွေးတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း9940ခန့်ရှိနေပြီဖြစ်ပြီးကာဗွန်ပါအယိုးတွေကတော့လွန်ခဲ့တဲ့နှစ်ပေါင်း6500ခန့်ရှိသလိုကာဗွန်မဲ့ပစ္စည်းတွေကတော့လွန်ခဲ့တဲ့နှစ်ပေါင်း13400ခန့်တက်တန်းအသီးသီးရှိကြောင်းပြောဆိုခဲ့ပါတယ်။အစောဆုံးသမိုင်းမတင်မီခေတ်အနုပညာ prehistoric art လို့တင်စားခေါ်တဲ့ကြောက်ခွက်ငယ်လေးတွေဟာလည်းအရှိတောင်အာရှကုန်းတွင်းပိုင်းနိုင်ငံတွေထဲမှာမြန်မာပြည်ရဲ့ပြဓာလင်းကူတစ်ခုထဲမှာပဲထူးခြားရှားပါးစွာတွေ့မြင်နိုင်တာဖြစ်ပါတယ်။လက်ရှိမှာတော့အဆိုပါထူးခြားမှုတွေနဲ့ပြဓာလင်းကူကြီးဟာရှမ်းပြည်နယ်ဒနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငယ်မြို့နယ်ရှမ်းကုန်းမြေပြင်အနောက်ဘက်ခြမ်းတောင်ဆွဲအခြေပိုင်းပန်းလောင်းနယ်ပြဓာလင်းကူတောရိုင်းတရိတ်ဆန်တွေဘေးမဲ့တော်အတွင်းမှာတည်ရှိလို့နေပါတယ်။အခုလိုထူးဆန်းဖွယ်ရာဗီဒီယိုလေးတွေကိုအမြဲကြည့်နိုင်မို့ကျမတို့ရဲ့ page လေးကို like and follow ထားဖို့လည်းမမေ့ပါနဲ့ဟုတ်ရှင်။